American ကအသုံးပြုခဲ့တဲ့အပြားကြီးလက်နက်ကပါလေရုတ်တရက်ကျွန်တော်ခေါင်းထဲမှာခေါင်းတဲကနေပောက်ကွဲထွက်သွားသလိုခံစားလိုက်ရတယ်ကျွန်တော်တို့နှာခေါင်းသွေးတွေရှမ်းလာပြီအချို့ဆိုရင်သွေးတွေပါအန်ကုန်တယ်တချင်းတန်အမိတ်ပေးတန်လူနာမခံနိုင်တဲ့အတန်မျိုးပေ1000အကွာဝေးထိရောက်အောင်ထုတ်လွှင့်နိုင်တယ်လို့ဆိုပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြက်တွေကမတူရိုကိုဝင်ရောက်ဖန်ဆီးစဉ်အမေရိကန်ကလျှို့ဝှက်အတန်လိုက်လက်နက်ကိုအသုံးပြုခဲ့တယ်လို့ဆွဆွဲခံထားရတဲ့သတင်းတပုတ်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မတူရိုကိုဝင်ရောက်ဖန်ချိန်မှာအမေရိကန်ကအသုံးပြုခဲ့တဲ့အပြားကြီးလက်နက်ကပါလေဇန်နဝါရီလ3ရက်နေ့ကဗနီဇွဲလားကောင်းဆောင်မတူရိုကိုသူ့ဆိုင်အိမ်မှာဝင်ရောက်ဖမ်းဆီးစဉ်မှာအမေရိကန်အထူးတပ်ဖွဲ့တွေကမတူရိုရဲ့တပ်တော်ဆောင်တွေကိုလက်ဦးမှုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီစီးနေမှုမှာအမေရိကန်ကထူးခြားဆန်းပြတဲ့လက်နက်တစ်ခုကိုအသုံးပြုခဲ့တယ်လို့မတူရိုရဲ့တပ်တော်ဆောင်တအုပ်ပြောဆိုချက်ဟာမီဒီယာမှာပြန့်နှံ့နေပါတယ်။ရုတ်တရက်ကျွန်တော်ခေါင်းထဲမှာခေါင်းတဲကနေပောက်ကွဲထွက်သွားသလိုခံစားလိုက်ရတယ်ကျွန်တော်တို့နှာခေါင်းသွေးတွေရှမ်းလာပြီအချို့ဆိုရင်သွေးတွေပါအန်ကုန်တယ်ကျွန်တော်ဆိုလှုပ်တော့မလုံနိုင်ပဲကြမ်းပြင်ပေါ်လဲကြခဲ့တာလို့မတူရိုရဲ့တပ်တော်ဆောင်ကသူ့ရဲ့အတွေ့အကြုံကိုပြန်ပြောပြတယ်လို့ဆိုပါတယ်သူပြောတယ်လို့ဆိုရင်သူတို့ဟာသမတ်သားရဲ့လက်ရွေးစဉ်တပ်တော်ဆောင်တက်ဖြစ်ပေမဲ့ထူးဆန်းတဲ့အတန်လိုက်လက်နဲ့ကြောင့်သာမူးပေအော်အန်ပီလုံးဝခုခံနိုင်စွမ်းမရှိဖြစ်သွားခဲ့ရတာလို့ဆိုချင်တာပါအမေရိကန်မှာအတန်လိုင်းလက်နက်ရှိသလားဆိုရင်ရှိပါတယ်2003ခုနှစ်နှစ်လယ်ပိုင်းလောက်ခရဲကအမေရိကန်နည်းပညာ company ATC က LRAD လို့ခေါ်တဲ့နေရာဝေးဝေးရောက်တဲ့အတန်လိုင်းထုတ်ဆက်ပေါင်း1000ကျော်ကိုအမေရိကန်စစ်တပ်ကိုရောင်းပေးပြီလို့ဆိုပါတယ်အဲ့ဒီအပြားကြီးပေါင်း300လောက်ကိုအမေရိကန်စစ်တပ်ကအီရတ်မှာတုံးခဲ့တယ်လို့ဆိုပါတယ်အမေရိကန်ကလူသေဆုံးတဲ့အထိမဖြစ်စေပဲလူမလုံနိုင်တဲ့အထိဖြစ်သွားမဲ့လက်နက်မျိုးကိုရှာနေတာကြာပါပြီအမေရိကန်ရဲ့အတန်လိုင်းကိုလက်နက်အဖြစ်သုံးခဲ့တဲ့တမိုင်းကြောင်ကိုပြန်ကြည့်မယ်ဆိုရင်1989ခုနှစ်ကပနားမားအာနာရှင်နိုရီကာကိုဖမ်းဆီးစဉ်မှာဗာတီကန်တန်ရုံးရှိမှာ AC DC နဲ့ Guns N' Roses လိုမျိုး rock သချင်းတွေကိုအကျယ်ကြီးဖွင့်ပြီးလက်နက်ချခိုင်းခဲ့ပူပါတယ်အီရတ်နဲ့အာဖဂန်နစ္စတန်နိုင်ငံတွေထဲမှာခြေလွန်လက်လွန်အသက်သေဆုံးတဲ့အထိမဖြစ်စေပဲရန်ပြုတ်နိုင်တဲ့လူအုပ်ကြီးကိုထိန်းဖို့အတန်လိုင်းလက်နက်ကိုတုံးခဲ့ပူတယ်လို့ဆိုပါတယ်စစ်စင်ရေးမှာလူသေဆုံးမှုများရင်အမေရိကန်စစ်တပ်ကလက်လွန်ခြေလွန်လုပ်တယ်လို့အပြောခံရမှာဆိုတဲ့အတွက်အခုလိုလက်နက်မျိုးကိုတုံးချင်တာပါဆိုမာလီပင်လယ်ဓမြတွေတောင်ကျမ်းမှုမြင့်တက်လာချိန်မှာပင်လယ်ရေကြောင်းသွားတင်ဘောကမ်ပဏီတွေကဒီလိုအတန်လိုင်းလက်နက်ကိုတင်မောပေါ်မှာတက်ဆင်အသုံးပြုမှုတွေရှိလာပါတယ်။လူရဲ့နက်စီပေါက်ထွက်လာအောင်အတန်လိုင်းထုတ်လွှင့်မဲ့အပြားကြီးလက်နက်ကတချင်းတန်အမိတ်ပေးတန်လူနာမခံနိုင်တဲ့အတန်မျိုးပေ1000အကွာဝေးထိရောက်အောင်ထုတ်လွှင့်နိုင်တယ်လို့ဆိုပါတယ်။အတန်လိုင်းသုံးလက်နက်တွေကလူခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမှုကိုထိမ့်ပေးတဲ့နားအတွင်းပိုင်းကိုဓာတ်ရိုက်ပစ်မှတ်ထားတာဖြစ်ပါတယ်။ပြင်းအားမြင့်အတန်လိုင်းရဲ့တန်းကိုခံရရင်ချက်ချင်းဆိုသလိုခေါင်းတွေအယံမူလာပြီးအော့အန်ချင်းစိတ်တွေဖြစ်လာပါလိမ့်မယ်။ခံရတဲ့သူဟာကိုမထိန်နိုင်ပဲရိုင်လဲသွားမှာဖြစ်ပါတယ်။ချိန်နှုံးနှိမ့်ပေမဲ့အတန်ပြင်းအားအယံများရင်ခန္ဓာကိုယ်တွေကအင်္ဂါအစိတ်ပိုင်းတွေကိုတုန်ခါမှုဖြစ်စေပါတယ်။ဆိုလိုတာကကိုတွင်းကကလေးစားတွေတုန်ခါနေတယ်လို့မျိုးခံစားရစေတာပါလူနာနဲ့မကြားနိုင်တော့တဲ့အတန်မျိုးအထိအတန်ချိန်နှုန်းက20 Hz ထက်တောင်နှိမ်သွားပြီဆိုရင်ပိုကြောက်ဖို့ကောင်းပါတယ်ခန္ဓာကိုယ်အတွင်းပိုင်းကကလေးစားတွေကိုပျက်စီးသွားစေတဲ့အထိဖြစ်အောင်ဒုက္ခပေးနိုင်ပါတယ်ဒီအတန်လိုင်းလက်နက်တွေကတနက်လိုကြည်စံမထွက်ပေမဲ့အတန်လိုင်းနဲ့တင်လူကိုလှုပ်လို့မရအောင်မူးဝေပြီးသွေးအန်လာအောင်ထိလှုပ်ပစ်နိုင်တဲ့ခင်မီနီးပညာတွေပဲဖြစ်ပါတယ်အမေရိကန်တွေရောထိဘူးလားဆိုရင်အမေရိကန်တွေလည်းအတန်လိုင်းနဲ့တိုက်ခိုက်တာခံရဘူးနိုင်ပါတယ် CNN သတင်းဌာနရဲ့အဆိုအရဒီလျှို့ဝှက်နည်းပညာဟာကမ္ဘာတဝန်းကအမေရိကန်တန်တမန်တွေကိုဒုက္ခပေးနေတဲ့ Havana Syndrome ဆိုတဲ့ထူးဆန်းတဲ့ဝေဒနာနဲ့ဆက်စပ်နေနိုင်တယ်လို့ဆိုပါတယ်2016ခုနှစ်ကကျူးဘားနိုင်ငံဟာဗာနာမြို့မှာရှိတဲ့အမေရိကန်တန်တမန်တွေမှာဒီလိုဝေဒနာတွေစတင်တွေ့ရှိခဲ့တာဖြစ်ပြီးခေါင်းကိုက်ခြင်းမူးဝေခြင်းနဲ့မှတ်ဉာဏ်ပျောက်ဆုံးခြင်းတွေကိုဖြစ်စေတာတွေ့ရပါတယ်2025ခုနှစ်အမေရိကန်ဟာအလားတူလက္ခဏာမျိုးဖြစ်စေတဲ့
လက်နက်ကရိယာတစ်ခုကိုပိုင်ဆိုင်ထားကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်အခုစစ်မြေပြင်မှာအသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့တန်တရားရှိနေကြပါတယ်။ CNN ရဲ့ဖော်ပြချက်အရ American စစ်ဌာနချုပ် Pentagon ဟာ Havana Syndrome ကိုဖြစ်စေနိုင်တယ်လို့ယူဆထားတဲ့လက်နက်တစ်ခုကိုတစ်နှစ်ကျော်ကြာအောင်စမ်းသပ်စစ်ဆေးနေကြတယ်လို့ဆိုပါတယ်။ဒီလက်နက်ကို American ကဒေါ်လာတန်ပေါင်းများစွာအထိအကုန်ကျခံပြီးဂျာပွဲစားစီကနေဝယ်ယူခဲ့တာလို့ဆိုပါတယ်။ဒီစက်ရဲ့အလုပ်လုပ်ပုံက radio line နှုန်းတူတွေကိုထုတ်လွှတ်တာဖြစ်ပြီးအရွယ်အစားကကြောပေါ်အိတ်တလုံးထဲမှာထည့်သွားလို့ရတဲ့အထိသိငယ်ပြီးတည်ဆောင်ရအလွယ်ကူတယ်လို့ဆိုပါတယ်။တည်င်းရင်းမြစ်တစ်ခုရဲ့အဆိုအရအဲ့ဒီစက်ထဲမှာရုရှားလို့အစိပ်ပိုင်းတွေပါဝင်နေပေမဲ့စက်တစ်ခုလုံးကတော့ရုရှားကနေလာတာမဟုတ်ဘူးလို့သိရပါတယ်။အခု American ကအတန်လက်နက်စမ်းသုံးသွားတယ်လို့သတင်းထွက်လာတဲ့အခါမှာပညာရှင်တွေရဲ့အမြင်ကိုလည်းကြည့်ဖို့လိုပါတယ်။ American Commando တွေကအတန်လိုင်းသုံးခရိယာကိုအသုံးပြုခဲ့ရဲဆိုတာဖြစ်နိုင်ခြေရှိပေမဲ့နှာခေါင်းကသွေးထွက်တဲ့အထိပြင်းထန်တဲ့လက္ခဏာမျိုးကတော့ပညာရှင်တွေအတွက်အထူးဆန်းဖြစ်နေတယ်လို့ဆိုပါတယ်။ University of Colorado ကပညာရှင်တယောက်ပြောတာက radio line နဲ့အတန်လိုင်းကိုပေါင်းစပ်လိုက်ရင်အခုလိုအကျိုးသက်ရောက်မှုမျိုးရနိုင်ပါတယ်။ radio line ကအုံနောက်လှုပ်ဆောင်ချက်ကိုနှောက်ယှက်ပြီးပြုတ်အန်စေနိုင်တယ်လို့အတန်လိုင်းကကိုခန္ဓာအတွင်းပိုင်းဖိအားကိုမြင့်တက်စေပြီးနှာခေါင်းသွေးရှမ်းစေနိုင်ပါတယ်။ဒါပေမဲ့ဒီလိုလက်နက်မျိုးဟာလျှက်စစ်စွမ်းအင်များလိုအပ်တာမို့လို့အခုလိုမစ်ရှင်မှာတည်ယူသွားဖို့ခက်ခဲနိုင်တယ်လို့ထောက်ပြကြပါတယ်။တချို့ကတော့ဗင်နီဇွဲလားစစ်တပ်ဘက်ကသူတို့ရဲ့ကာကွယ်ရေးစနစ်တွေညံပြင်းတာကိုဖုံးကွယ်ဖို့အတွက်အမေရိကန်ကခေတ်မီနည်းပညာတွေသုံးခဲ့တယ်လို့အကြောင်းပြနေတာဖြစ်နိုင်ကြောင်းပြောပါတယ်။မက်ဒူရိုမှာ S-300 လို့ခေတ်မီလေးချောင်းကာကွယ်ရေးစနစ်တွေရှိပေမဲ့ American က Operation Absolute Resolve နဲ့ဝင်ရောက်ဖမ်းဆီးစဉ်မှာအဲ့ဒီစနစ်တွေကဂိုဒေါင်ထဲမှာပဲရှိနေကြတာဖြစ်ကြောင်းဂျိုဒူးတပုံတွေအရသိရပါတယ်။ဒီစီးနှင်းမှုမှာ American ဘက်ကအသက်ဆုံးရှုံးမှုဒါမှမဟုတ်စက်ကရိယာပျက်စီးမှုတစုံတရာမရှိဘဲမက်ဒူရိုနဲ့သူ့စနီကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ American ကစစ်စင်ရေးမှာလက်နက်ဆန်းသုံးသွားတာဖြစ်ပေမဲ့ဘလောက်ဖဲလက်နက်ဆန်းဆန်းမြန်မာ EBC လို့လျှက်စစ်တအားဖြတ်တောက်တာတော်တဲ့သူမပါဘဲနဲ့ဒီစစ်စင်ရေးမအောင်လောက်ဘူးလို့ဆိုနေကြပါတယ်ရှင်ဒီအခန်းကိုပြအဲ့ဒီအခန်းကိုပြမီးပြတ်သွားတယ်ဆိုတော့လျှက်စစ်စွမ်းအင်ဝင်ကြီးဌာနတစ်ခုလုံးကိုသိခါကြအောင်လုပ်နေတာတန်းကတော့ဆရာရစ်ချက်မျိုးတန်ရေးတတ်ထားတဲ့သတင်းလေးကိုမြတ်သွဲကပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်မြတ်သွဲပြောပြပေးခဲ့တဲ့သတင်းအကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါအောင်နော်နောက်မှပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်